ပြောင်းလေးပြောင်းအစားတောက်ကြောင်းတွေပြောကြရအောင်ကွာဒါကတော့တောင်ကလာပါမျိုးနဲ့သူ့တမလမ်းပေါ်က14-15လမ်းဆုံးနားမှာရှိတဲ့ The Plant House လို့နာမည်ပေးထားတယ်အပင်နေနဲ့ကွာအိမ်ထဲမှာလုံးဝဟိုဆိုင်စားတောက်ဆိုင်နဲ့မတူအောင်ရှေ့ဆိုင်လေးပေါ့နော်အဲ့ဆိုင်လေးတွားကြရအောင်သူကတော့ကွာကော်လင်းအဲ့ခောက်ဆွဲကြော်သူ့ဆိုင်မှာနာမည်ကြီးရပေါ့နော်ဒါဆိုင်နဲ့ဝင်လိုက်တာနဲ့အိမ်တဲကိုအတိတယောက်ရဲ့အိမ်တွေကိုတွားလဲတဲ့ feeling မျိုးခံစားရတယ်အဲ့ဒီမျိုး feeling လေးပေးထားပြီးတော့မှသူ့ရဲ့နေရာမှာဆိုလည်းမကြည့် sticky note နဲ့ပေါ့နော်အမှ notes လေးတွေရှိတာအများကြီးရှိတယ်ရုပ်တရက်ချင်းလိုက်ရင်ကွာသူဆိုင်နဲ့လုံးဝမတူမကြည့်အိမ်ဗီဒီယိုလေးနဲ့အဲ့လိုပုံစံလေးဒါဆို Christmas အတွက် Christmas တပင်လေးတွေဒီဘက်က handmade နဲ့ product လေးတွေပေါ့နော်အဲ့လိုမျိုးလေးကွာအေးစစ်စစ်လေးအပင်တွေကြားထဲမှာထိုင်ပြီးတော့စားလို့ရတဲ့ဟာလေးမျိုးပေါ့နော်တော်တော်များများအစားတောက်စုံရရပေါ့နော်စားတောက်စုံလေးရတယ်ဒါပေမဲ့သူ့ဆိုင်ရဲ့ signature ကတော့အဲ့ကောလင်းခောက်ဆွဲဆိုတဲ့ဟာပေါ့နော်နောက်ဒီဖြော်ရည်တွေဘာတွေဆိုလို့ရှိရင်လည်းတော့အဲ့ဖန်ပလင်းတို့လိုမျိုးပိုက်ဆိုလို့ရှိရင်လည်းဒီဟိုပါပေါ့နော်ကော်ပိုက်မျိုးမတုံးထားဘူး recycle ပြန်လုပ်လို့ရတဲ့ eco friendly product ပုံစံမျိုးလေးတုံးထားရကွာအဲ့မှာတော့ဆန်ပြီးတော့မှကောလင်းခောက်ဆွဲကြော်လည်းမှာခဲ့တယ်တခြားဟာတွေလည်းမှာခဲ့ရပေါ့နော်ဒါဆိုင်ရဲ့အဓိကသူ့ရဲ့ဒီမန်နူးမှာဆိုလို့ရှိရင်ဒါကောလင်းခောက်ဆွဲရတော့အထုတ်လေးလာတာစရင်လာတော့မဆိုင်လိုက်မိဘူးကွာအဲ့တော့အဲ့ကောလင်းခောက်ဆွဲကဒီလိုမျိုးလေးဖွင့်ပေးတယ်ဘာထူးခြားလာလဲဆိုရင်သူကခောက်ဆွဲသားကတဲ့ဒီကောလင်းကခောက်ဆွဲသားနဲ့ကြော်တယ်ပေါ့နော်သုံးတဲ့တူရစသူကတစ်ခါသုံးတူတွေမပေးဘူးမပေးဘဲနဲ့ပြန်ပြီးတော့မှ eco friendly ဖြစ်အောင်ပြန်သုံးရတဲ့တစ်သားတူတွေပေးပြီးတော့မှဒီတူရဲ့အစွတ်လေးတွေလည်းဒီတစ်သားအဝတ်အထက်အဝတ်စလေးတွေနဲ့ပေါ့နော်ပိတ်စလေးတွေနဲ့အဲ့လိုမျိုးချုပ်ထားပြီးအဲဆိုလို့ရှိရင်ဒီဗီဒီယိုမှာဆက်ကြည့်လိုက်လေတူလေးဘယ်လိုပေးထားလဲဆိုတာအဲ့ဒါချစ်စရာလေးကောင်းတယ်ပေါ့နော်ဆိုတော့အရှားတာတော့အဲ့ဒါလေးကလည်းတစ်မျိုးထူးခြားတယ်ကိုရီးယားတော့အခြားအများကြီးမစားခဲ့ဘူးဒါချမောင်ထမင်းချော်စားခဲ့တယ်ချမောင်ထမင်းချော်ကတော့သူရဲ့အဲ့ဒီစက်သားကြော်ကအပြင် crispy ဖြစ်ပြီးတော့အထက်က juicy တော်တော်လေးလည်းသူ့လက်ရလေးအဲ့ဒါလေးမဆိုးအဆင်ပြေပေါ့နော်တိုးစရာလေးနဲ့နောက် spicy ခောက်ဆွဲတွေမြည်ခဲ့တယ် spicy ခောက်ဆွဲကတော့ဟိုထူးခြားမထူးခြားနေဘူးပေါ့နော်နောက်ဒီအိမ်ထဲမှာရှိတဲ့ဒီစပွဲလေးမှာအဲကြောင်လေးတစ်ကောင်အမြဲတမ်းရှိတယ်ဒါပေမဲ့အဲ့ကြောင်လေးကလေတော့အေးဆေးပဲလူတအားရှင်တယ်အစားတောက်လာတောင်းတာလည်းမရှိဘူးเนาะအပေါ်ထက်မှာတက်သွားမယ်ဆိုရင်လှေကားလေးနဲ့အပေါ်ထက်လည်းရှိရတာအပေါ်ထက်တော့အနည်းတက်မကြည့်ခဲ့ဘူးဒါကတော့သူတို့ရဲ့ menu စာအုပ်လေးပေါ့ menu စာအုပ်လေးဆိုလည်းအရင် cute ဖြစ်တယ်ပေါ့เนาะmenu လေးကိုမြင်တာနဲ့ကိုစားချင်းစရာဖြစ်အောင်menu လေးကိုလည်းအပြင်စင်လေးအဲ့လိုပုံစံမျိုးလေးလုပ်ထားတယ်ဒါပေမဲ့ detail ရိုက်ပြခဲ့ခြင်းပေမဲ့အဲ့နေရာနည်းနည်းလေးရှုံတဲ့အတွက်ကြောင့်မို့လို့ဒါအခုရှားတလောက်လေးပဲပေါ့เนาะဒါ menu ကိုအခုရိုက်ပြလိုက်တာပေါ့เนาะကဲနောက်ဗီဒီယိုလေးနဲ့ပြန်ဆောင်ပါမယ်เนาะ